ကျေးဇူးမင်္ဂလာဖျားဖျားနေခါညောင်းပြည်စုံတော်မူကြပါမယ်ညာမင်္ဂလာဘုရားတို့တောင်းတောင်းဖျားဖျားလိုက်လိုက်လေးလေးကြွရောက်အားပေးချီးမြှင့်အပ်ပါလို့ဘုံပြေရှိဧကတော်များမင်္ဂလာဖျားဖျားနေပြည်စုံတော်မူကြပါစေကြောင်းပထမဦးစွာကာရောပြုနှုတ်ခွန်းဆက်တာပါရညာအစ္စလာမ်အလိုင်ကွမ်ဘုဆိုရင်မင်္ဂလာချိန်ကာလဤသို့ရောက်ရှိပြီဖြစ်တဲ့အတွက်မင်္ဂလာမောင်မယ်စုံတော်တို့သည်ဤမင်္ဂလာခမ်းမဆောင်အတွင်းရှိဖုံကတိပါတို့စုံစုံညီညီကြွရောက်နေရာယူပေးကြပါရန်လေးစားချစ်ခင်စွာပန်ကြားပါရခင်ဗျာ